နိုင်ငံတော်ရွှေပြောင်းလုပ်သားတွေပေါ်အဖမ်းဆီးတွေကလုပ်ငန်းခွင်တွေမှာမကဘဲနဲ့နေအိမ်တွေအထိပါရောက်လာတာကိုတွေ့ရပါတယ်။အဲဈေးမတိုင်လို့အင်ရှင်ကိုရေးယူတာမျိုးတွေအထိပါရှိလာတာပေါ့နော်။ဘာကြောင့်ဖမ်းဆီးတွေစိတ်လာတာလဲ။အဓိကတော့အလုပ်သမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ရဲ့ဓာတ်ရိုက်အမိန့်ကြောင့်လို့နားလည်ရမှာပါ။အထောက်အထားမပြည့်စုံသေးတဲ့ရွှေပြောင်းလုပ်သားတွေကိုပြက်ပြက်သားသားဖမ်းဆီးအရေးယူဖို့ညွှန်ကြားချက်တွေထွက်လာပြီးတဲ့နောက်မှာနေမြေအသီးသီးမှာအခုလိုဖမ်းဆီးမှုတွေခက်စိတ်စိတ်ဖြစ်လာတာဖြစ်ပါတယ်။ဘာတွေဖြစ်နေလဲ။မြန်မာလုပ်သားတွေအများပြားနေထိုင်တဲ့ရရောင်းဘက်မှာဆိုရင်အလုပ်သမားတွေနေထိုင်တဲ့အငှားခန်းတွေအိမ်ယာဝင်းတွေကိုပိုက်စိတ်တိုက်စစ်ဆေးတာတွေရှိလာပါတယ်။ပြီးခဲ့တဲ့23ရက်နေ့ကတစ်ကြိမ်ဒီကနေ့မနက်ပိုင်းမှာတစ်ကြိမ်ဒီရက်ပိုင်းမှာတင်2ကြိမ်ဇက်တိုက်စစ်ဆေးခဲ့တာဖြစ်ပြီးတော့ဖမ်းဆီးခံရသူတွေလည်းရှိပါတယ်။နေဆက်ဒေသတွေဖြစ်တဲ့ Touch နဲ့ Kasnapuri ဒေသတွေမှာလည်းနေ့စဉ်ဖမ်းဆီးသတင်းတွေကိုတွေ့နေရပါတယ်။ဘယ်သူတွေကိုဖမ်းနေလဲ။ဒီတစ်ခေါက်စစ်ဆေးမှုဟာရွှေပြောင်းလုပ်သားတွေကိုပဲပြစ်မှတ်ထားတာမဟုတ်ဘဲနဲ့တရားမဝင်လုပ်သားတွေကိုခန့်ထားတဲ့အထိုင်းလုပ်ရှင်တွေကိုပါအရေးယူမှုတွေလှုပ်ဆောင်လာတာဖြစ်ပါတယ်။အဲ့ဒါအပြင်ထိုင်းနိုင်ငံသားတွေအတွက်ပဲခွင့်ပြုထားတဲ့အလုပ်တွေကိုလုပ်ကိုင်နေတဲ့သူတွေကိုလည်းတင်းတင်းကြပ်ကြပ်ဖမ်းဆီးလာတာတွေရှိလာပါတယ်ကျွန်တော်တို့ကဒီစားတောက်ဆိုင်ဖွင့်နေစားပြတာတွေဆိုရင်တို့ကတုံတောင်တချို့အလုပ်တွေကဒီငွေခိုင်တဲ့ကိစ္စတွေပေါ့ဒါတွေကမြန်မာလူမျိုးကလုံးလို့မရတာရှိရပေါ့နော်ဒါပေမဲ့လည်းတတိနာမည်ခံပြီးတော့လုပ်ကြရဲဆိုတဲ့အားတွေကလည်းရှေ့မှာလည်းကျွန်တော်ကဒီအမျိုးသားရေးဖွဲ့တွေကထောက်ပြပြီးတော့တောက်ချောက်ပေါ့နော်တောက်ချောက်ဝီမှထောက်ပြပြီးတော့ကိတောက်လုပ်ပြီးတော့ဖမ်းဆီးရရှိရတဲ့ကြောင့်သူတို့ဝင်ပါလာတယ်ဆိုတော့ဒါဖမ်းဆီးမှုကဒီတက်ရောက်မှုပေါ့နော်တက်ရောက်မှုကတော့ပို့ပြီးတော့အားကောင်းလာပေါ့အားကောင်းလာပြီးတဲ့အခါကျတော့ပုံမှန်အဖြစ်လည်းဒီကာလကကျွန်တော်တို့ဆန်းဆန်းလောက်ကင်ပြီးပြီးသွားရင်တော့ဖမ်းဆီးပါတယ်ဒါတော့ပုံမှန်ပဲဒါပေမဲ့လို့ဒီဖြစ်ပွားသွားတဲ့ကိစ္စနဲ့ပတ်သက်တော့ပိုပြီးတော့ဖမ်းဆီးမှုကပိုပြီးကျန်းမှာပေါ့နော်ဘာလို့ဒါတွေဖြစ်နေရလဲထိုင်းစားတောက်ပိုးတဲ့သူနဲ့မြန်မာစားတောက်ဆိုင်ရသူတွေရန်ပွဲနဲ့မြန်မာတွေယာနဲ့ချီအုပ်စုလိုက်ရန်ပွဲဖြစ်ပြီးတဲ့နောက်မှာဒါတွေဇက်တိုက်ဖြစ်လာတာပါထိုင်းတကြလှရှားသူလို့လူသိများတဲ့သူတဦးကမြန်မာရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လည်းတေချာပြန်စစ်ဆေးဖို့သတိပေးထားတာရှိပါတယ်။သိမကြခင်မှာပဲအလုပ်သမားရေးကင်တွယ်ရေးဌာနအထောက်အထားမရှိသူတွေလုပ်ခွင့်မရှိတဲ့အလုပ်လုပ်နေတဲ့သူတွေကိုချွင်းချက်မရှိစစ်ဆေးဖို့ကြေညာချက်ထုတ်လိုက်ပါတယ်။အဲဒီနောက်ပိုင်းမှာပဲအခုလိုတင်းကျပ်တဲ့စစ်ဆေးမှုတွေကနေရာစုံပေါ်လာတာပါ။အမှုတော်တော်များများအခုကျွန်တော်တို့အမှုတွေကိုမြင်နေတွေ့ရတာအပါလဲဆိုတော့ကိုကဒီစာရွက်စာတမ်းထဲမှာကျတော့ကိုကအလောက်ကင်တစ်မျိုးဖြစ်တယ်ကိုတကယ်လောက်ကင်နေတဲ့ဟာကျတော့အလောက်ကင်ကတစ်မျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးဆိုလဲကျွန်တော်တို့ကဒါဒီအလောက်ကင်လွဲမှားမှုနဲ့ကျွန်တော်တို့ကဖမ်းဆီးပြီးတော့ဒီအရေးယူရပြီးရင်ဒီရပြန်ပို့တဲ့ဟာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတကယ်လို့မှကိုကအထောက်အထားရှိအောင်ကျွန်တော်တို့ကတော့ဘာဖြစ်တတိမိခံပြီးတော့လုပ်လိုက်တယ်တိုးပေမဲ့လည်းကိုလက်ရှိအလုပ်ရပြီးအလုပ်ကိုင်တစ်ခုမှကြောင်းနေပြီဆိုရင်ကျွန်တော်တို့ကအဲ့ဒီအလုပ်ကိုင်ဌာနနဲ့အလုပ်ဌာနကိုကျွန်တော်တို့ကအလုပ်ကိုင်မျိုးစားကိုအဲ့ဒီတတိနဲ့ပဲကိုင်ညီအောင်ကိုရောက်နေတဲ့တတိနဲ့ကိုင်ညီအောင်ပြန်ပြောင်းယူရမှာဖြစ်တယ်ပေါ့နော်အဲ့လိုတတိပြောင်းမလုပ်ထားဘူးဆိုရင်တော့ကျွန်တော်တို့ကဖမ်းဆီးမှုတွေကတော့ရှိနေမယ်အဲ့ဒီအကျိုးဆက်ကတော့နေရပြန်ပို့တဲ့အထိပေါ့နော်နေရပြန်ပို့တဲ့အထိဖြစ်နိုင်တယ်ဘာတွေတတိထားရမလဲကိုမအထောက်ထားစုံတဲ့အလုပ်လုပ်ခွင့်ပါမစ်ရှိရဲဆိုပြီးတော့အေးအေးဆေးဆေးနေလို့မရပါဘူးတထေးမှန်စစ်ပါကိုယ့်ရဲ့ပါမစ်ထက်ကတထေးနဲ့လက်ရှိအလုပ်လုပ်နေတဲ့တထေးရဲ့နာမည်တူမတူစစ်ပါတထေးနာမည်မတူရင်လည်းတရားမဝင်လုပ်သားဖြစ်သတ်မှတ်ခံရပြီးတော့ဖမ်းဆီးခံရနိုင်ပါတယ် TM30 လိပ်စာတိုင်ကြားမှုကိုလက်ရှိနေထိုင်တဲ့အိမ်လိပ်စာကိုအာဏာပိုင်တွေစီတိုင်ထားရလားစစ်ပါအလုပ်ရှင်ကလုပ်ပေးရမှာဆိုပေမဲ့ကိုယ်တိုင်လည်းတေချာပြန်စစ်ဆေးထားဖို့လိုပါတယ်ရက်90သတင်းပို့ရက်90ပြည့်တိုင်းနေထိုင်ကြောင်းသတင်းပို့ရလားစစ်ဆေးပါရက်ကြော်သွားရင်ဒဏ်ငွေရိုက်ခံရနိုင်ပါတယ်စာရွက်စာတမ်းအမြဲဆောင်ထားပါအပြင်သွားရင်ပဲဖြစ်ဖြစ်အိမ်မှာနေရင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အထောက်အထားစာရွက်စာတမ်းမိတ္တူတွေကိုဖုန်းထဲမှာရောအပြင်မှာပါအမြဲဆောင်ထားဖို့တိုက်တွန်းလိုက်ရပါတယ်ဘီကွန်မြန်မာသတင်းဌာန